အင်္ဂလိပ်စာလည်းလေ့လာခြင်းနဲ့ပတ်စံလည်းအကုန်မခံခြင်းဘူးပြီးတော့အချိန်အများကြီးလည်းမပေးချင်ဘူးကိုအားတဲ့အချိန်လေးမှာလေ့လာခြင်းနဲ့ဆိုရဲ self study သမားတွေအတွက်အရန်ကိုတင့်တော်တဲ့ YouTube channel လေး3ခုချို့အကြိုက်ဆုံး3ခုပေါ့နော်အဲ့ဒါကို share လုပ်ပြီးတော့ပါမယ်နံပါတ်1ကကျတော့ English with Lucy သူကကျတော့သူက British ကျမ်းမှာပေါ့နော်တခါတလေကြားလို့ရှိရင်သူ့ရဲ့ video တွေမှာ British နဲ့ American ကွာခြားချက်တွေကိုလည်းသူကရှင်းပြတာရှိတယ်ဒါပေမဲ့တခါလေတော့ရှင်းမပြဘူးပေါ့နော်သူ့ channel မှာဆိုရင်ဘာတွေလေ့လာလို့ရလဲဆိုတော့ grammar တွေ vocabulary တွေနောက်ပြီးတော့ daily English conversation တွေကိုတော်တော်လေးစုံစုံလင်လင်လေ့လာလို့ရတယ်ဒီ English ကို self study learning လုပ်နေတဲ့လူတွေအတွက်အရန်သင့်တော်တယ်နောက်နံပါတ်2သူကကျတော့ English with Vanessa English သူကကျတော့ American ဆရာမပေါ့နော်အဲ့တော့ဒီ American accent ကိုလေ့လာနေတဲ့ American English ကိုလေ့လာနေတဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒီ channel လေးကအရန်ကိုအသုံးဝင်တယ်သူဆိုလို့ရှိရင်daily life real life နောက်ပြီးတော့ဒီ events တွေနဲ့ Christmas နားနီးလို့ရှိရင်ဘယ်လို Christmas နဲ့ပတ်သက်တဲ့ဒီ English learning video တွေအဲ့လိုမျိုးသူကနေ့စဉ်ဘဝပေါ့နော်အများသောအားဖြင့်သူကစာရေးအတိုင်းမဟုတ်ဘဲနဲ့နေ့စဉ်ဘဝမှာအသုံးပြုတဲ့ English တွေကိုသူက sharing လုပ်ပေးတာအဲ့တော့ကျကတော့အရန်ကြိုက်တယ်ပေါ့နော်အဲ့ကောင်းတာနှစ်ခုကလေအဲ့ဒီEnglish with Lucy ကို English with Vanessa ကိုသူတို့ကလေသူတို့ရဲ့ဒီဗီဒီယိုတွေရဲ့အောက်မှာ free PDF worksheet တွေကိုလေ free ချပေးတာအဲ့ဆိုရင်သူတို့ရဲ့သင်ခန်းစာနဲ့ပတ်သက်တဲ့ PDF file တွေကိုကိုက download ယူပြီးတော့ print ထုတ်ပြီးတော့ပြန်ပြီးတော့လေ့လာလို့ရတယ်။ဥပမာချိုးဆိုလို့ရှိရင်ဒါဆိုလေအဲ့ဒီ PDF file ဒါဆိုရင်အဲ့ free PDF file ဒီ English with Lucy နဲ့ English with Vanessa free PDF file တွေကနေပြီးတော့ဒီသူတို့free ပေးတဲ့ဟာတွေပေါ့နော် print ထုတ်ပြီးတော့ပြန်ပြီးတော့မှတ်တယ်ပေါ့ဘယ်လိုမျိုးမှတ်လဲဆိုရင်ဥပမာဒီဟာဆိုရင်ပြမယ်နော်ဒီဟာဆိုလို့ရှိရင်ဒါ English with Lucy ရဲ့ရှေ့ကနေရတဲ့ free PDF worksheet ပေါ့နော်ဒီမှာ English with Lucy လို့ရေးထားတယ်ဒီလိုမျိုးusage လေးပေါ့အဲ့ဒါမှကိုကပြန်ပြီးတော့ခဲရတဲ့နဲ့ပြန်ပြီးတော့အားတဲ့အချိန်ပြန်ပြီးတော့လေ့လာတယ်ပြန်ပြီးတော့လေ့ကျင့်တယ်ပေါ့နော်ဒါဆိုလို့ရှိရင် English with Vanessa ကနေပြီးတော့ရတယ်ဒီမှာဆိုရင်ချို့ပြန်ပြီးတော့ပမာမသိလို့ရှိရင်မသိတဲ့စကားလုံးတွေဆိုရင် English ပမာလို့ပြန်ပြီးတော့မှတ်တယ်လေ့လာတယ်ပြန်ပြီးတော့ note ထုတ်တယ်ပေါ့နော်နောက်ပြီးတော့အဲ့ဒီအပြင်ကိုသူတို့သင်နေတဲ့အတော်အတွင်းမှာလည်းလေ့ဒီလိုမျိုးပေါ့ကိုယ့်ရဲ့ notebook မှာအကုန်လုံးလိုက်ပြီးတော့မှတ်တယ်ပေါ့နောက်တစ်ခုအဓိကကလေသူကအင်္ဂလိပ်စာမလေ့လာဖြစ်ဘူးမတိုးတက်ဘူးဆိုတာအဲ့ဒါလေတကယ်မလုပ်လို့သိလားတကယ်လုံးလို့ရှိရင်ကိုယ့်ကိုနီးလန့်နေရအများကြီးရှိတယ်ဒီခေတ်ကြီးမှာအရာရာတိုင်းကလေ့လာဖို့အတွက်လွယ်ကူတယ်ပေါ့နော် social media လည်းပြည့်စုံရှိတယ်ကိုကအသုံးချတတ်ဖို့ပဲလိုတယ်အဲ့လိုမျိုးလေ့လာပေါ့နော်ဒါဒီ free PDF worksheet ရတာသူတို့ချို့စိုက်တဲ့အဲ့ channel မှာစိုက်ရတဲ့အဓိကအကြောင်းရင်းပေါ့နော်နောက်ဆုံးတစ်ခုကကျတော့ BBC Learning English အဲ့ဒါကကျတော့ website လည်းရှိတယ်သူက laptop နဲ့လေ့လာတဲ့လူတွေဆိုလို့ရှိရင်တော့ website ကအဆင်ပြေပေါ့နော်ဒီတိုင်းဖုန်းနဲ့လေ့လာတဲ့လူတွေဆိုတော့ဒီ YouTube channel မှာပဲသွားလေ့လာလို့ရတယ်သူက5 minutes English တွေရှိတယ်နောက်ပြီးတော့ဒီ English pronunciation tips တွေကိုသေချာလေးရှင်းပြထားတယ်နောက်ပြီးတော့ဒီnative speaker တွေအသုံးပြုတဲ့ဒီ daily life မှာအသုံးပြုတဲ့ဟာတွေကိုလည်း video အတိုလေးတွေအရှင်းလေးတွေအဲ့လိုမျိုးတင်ပေးထားတယ်နောက်ပြီးတော့ live class တွေလည်းရှိရပေါ့နော်live သင်ကြားတဲ့ classes တွေလည်းရှိတယ်အဲ့တော့ဒီ YouTube channel 3ခုကဒီ English စာကိုဒီ self learning လုပ်နေတဲ့လူတွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ် bye bye